အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ကတော့မြန်မာ presentation ဖြစ်တဲ့စကားပြောခြင်းအကြောင်းကို presentation လုပ်ပေးသွားမယ် group 2ပဲဖြစ်ပါတယ်ရှင်ကျမတို့အဖွဲ့မှာဆိုရင် MD16B grade 10 014 015 016 017 018 019 020 021 022နဲ့ကျမ013တို့ကပါဝင်ပေးထားတာပဲဖြစ်ပါတယ်ရှင်ဒါဆိုရင်ကျမတို့ရဲ့ project လေးကိုအတူတူလိုက်ပါကြည့်ရှုပေးကြပါအောင်ရှင်အမောက်ဆုံးအနေနဲ့စကားပြောခြင်းဆိုတဲ့အကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်စကားပြောခြင်းဆိုတာကလူတစ်ယောက်ရဲ့အတွေ့အကြုံခံစားချက်တွေလိုအပ်ချက်တွေကိုတစ်ဖက်လူကသိအောင်လို့အသက်နဲ့ဖော်ပြတာကိုဆိုလိုတာပါစကားပြောခြင်းကတာမန်အရာလို့ထင်ရပေမဲ့နေ့စဉ်ဘဝမှာအရေးကြီးတဲ့အရာတစ်ခုပဲဖြစ်ပါတယ်စကားပြောခြင်းနဲ့လူတွေရဲ့ကြားမှာဆက်ဆံရေးကောင်းမွန်မှုကအရေးကြီးပါတယ်စကားပြောတဲ့အခါမှာဆိုလို့ရှိရင်ပြောသူနဲ့နားထောင်သူဆိုပြီးတော့မှရှိရပါတယ်ရှင်ပြောသူနဲ့နားထောင်သူရဲ့အပေါ်မှာမူတည်ပြီးတော့စကားပြောတဲ့ပုံစံက၄မျိုးရှိပါတယ်နံပါတ်1တဦးကတဦးကိုပြောသည့်ပုံစံတဦးကတဦးကိုပြောတဲ့ပုံစံမှာဆိုရင်တဦးနဲ့တဦးကအပြန်အလှန်ပြောဆိုတဲ့အခါမှာပထမတဦးကပြောနေတဲ့အချိန်မှာဒုတိယတဦးကနားထောင်သူဖြစ်ပြီးတော့ဒုတိယတဦးကပြောနေတဲ့အချိန်မှာဆိုရင်တော့ပထမတဦးကနားထောင်သူဖြစ်ရပါတယ်ရှင်။နံပါတ်2တဦးမှအများကိုပြောဆိုသည့်ပုံစံတဦးမှအများကိုပြောဆိုတဲ့ပုံစံကကြတော့ရှင်းလင်းပွဲတွေဆွေးနွေးပွဲတွေမှာတွေ့ရတတ်ပြီးတော့ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ဆရာမတယောက်ကအကြောင်းသားကျောင်းသူတွေကိုသင်ခန်းစာတွေကိုရှင်းပြတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။နံပါတ်3အများမှတဦးကိုပြောဆိုတဲ့ပုံစံအများမှတဦးကိုပြောဆိုတဲ့ပုံစံကကြတော့ပြောဆိုတဲ့သူအများကနားထောင်သူတဦးကိုပြောတဲ့ပုံစံမျိုးဖြစ်ပြီးတော့ကျောင်းသားတွေကမိမိမရှိတဲ့သင်ခန်းစာတွေကိုဆရာမကိုပြန်မေးတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။နံပါတ်4အများမှအများကိုပြောဆိုသည့်ပုံစံအများမှအများကိုပြောဆိုသည့်ပုံစံကကြတော့ပြောသူရောနားထောင်သူကပါအများဖြစ်ပြီးတော့တစ်ဖက်နဲ့တစ်ဖက်ဆွေးနွေးတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။အဲ့မှာဆိုလို့ရှိရင်ပထမအုပ်စုကပြောနေတဲ့အချိန်မှာဒုတိယအုပ်စုကနားထောင်သူဖြစ်ပြီးတော့ဒုတိယအုပ်စုကပြောနေတဲ့အချိန်မှာဆိုရင်မူလပထမအုပ်စုကနားထောင်သူပဲဖြစ်ပါတယ်ရှင်။သမီးရဲ့ပြောဆိုမှုလေးကတော့ဒီလောက်ပါပဲရှင်။ကျန်တာလေးကိုတော့နောက်ထပ် presenter တယောက်ကတိဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်ကျမကတော့ MD16BG 10018ပဲဖြစ်ပါတယ်ပထမဦးဆုံးကျမရဲ့အပိုင်းကိုမတင်ဆက်ခင်မှာအားလုံးကိုမိခွန်းလေးတစ်ခုမေးပါရစေရှင်စကားပြောခြင်းကအရေးကြီးတဲ့လူကိစ္စတစ်ရပ်ဖြစ်တယ်ဆိုတာကိုလက်ခံပါသလားရှင်ဟုတ်ပါတယ်ရှင်စကားပြောခြင်းဆိုတာကတာမန်အားဖြင့်လူတွေနေ့စဉ်ပြုလုပ်နေတဲ့အရာတစ်ခုပဲဖြစ်ပါတယ်ဆိုတော့စကားပြောခြင်းမှာဆိုရင်အခြေအနေနဲ့ပုံမူတည်ပြီးတော့ပြောဆိုပုံနှမျိုးရှိပါတယ်ရှင်ပုံစံတကျပြောဆိုခြင်းအစည်းအဝေးတွေအခမ်းအနားတွေမှာစနစ်တကျသုံးတာပါနေအလော်တဘောပြောဆိုခြင်းမိသားစုတငယ်ချင်းတွေကြားမှာလွတ်လွတ်လပ်လပ်ပြောဆိုတာကိုပြောတာပဲဖြစ်ပါတယ်စကားပြောဆိုရမှာပုံစံတကျပြောဆိုခြင်းနဲ့အလော်တဘောပြောဆိုခြင်းဆိုပြီးတော့အခြေအနေနဲ့ပုံမူတည်ပြီးပုံစံတကျပြောဆိုခြင်းအလော်တဘောပြောဆိုခြင်းဆိုပြီးနှမျိုးနှစ်စားရှိပါတယ်ရှင်ပုံစံတကျပြောဆိုခြင်းကိုတော့အစည်းအဝေးတွေအခမ်းအနားတွေမှာပုံစံတကျဖြစ်တဲ့အခြေအနေမျိုးတွေမှာအသုံးပြုပါတယ်ရှင်အလော်တဘောပြောဆိုခြင်းကိုတော့တငယ်ချင်းအချင်းချင်းမိတ်ဆွေအချင်းချင်းမိသားစုဝင်အချင်းချင်းဆွေမျိုးသားချင်းအချင်းချင်းစတဲ့ခင်မင်းရင်းနှီးသူတွေနဲ့လွတ်လွတ်လပ်လပ်ပြောဆိုတဲ့အချိန်မှာသုံးနှုန်းလေးရှိပါတယ်ရှင်နောက်တစ်ခုအနေနဲ့ကကြတော့စကားပြောဆိုရမှာပြင်ဆင်မှုအခြေအနေနှမျိုးပဲဖြစ်ပါတယ်။နံပါတ်1အနေနဲ့ကတော့ဒီကြိုတင်ပြင်ဆင်ပြောဆိုခြင်းအချက်လက်တွေကိုစနစ်တကျစုဆောင်းပြီးမှပြောတဲ့ပုံစံဖြစ်ပါတယ်။နံပါတ်2အနေနဲ့ကတော့လက်တန်းပြောဆိုခြင်းကြိုတင်ပြင်ဆင်မှုမရှိဘဲနဲ့စိတ်ထဲကပေါ်လာတာကိုချက်ချင်းထုတ်ဖော်ပြောတာပဲဖြစ်ပါတယ်ရှင်။စကားပြောရမှာကြိုတင်ပြင်ဆင်ပြောဆိုခြင်းနဲ့လက်တန်းပြောဆိုခြင်းဆိုပြီးတော့အနေအထားနဲ့ရရှိနိုင်ပါတယ်ရှင်။ကြိုတင်ပြင်ဆင်ပြောဆိုခြင်းဆိုတာကမိမိပြောဆိုမိအချက်လက်ကိုကြိုတင်စုဆောင်းပြီးတော့အစီအစဉ်တကျစနစ်တကျပြောဆိုတာပဲဖြစ်ပါတယ်ရှင်။ကြိုတင်ပြင်ဆင်ပြောဆိုခြင်းကိုတော့အခမ်းအနားတွေမှာသုံးလို့ရှိကြပါတယ်ရှင်။လက်တန်းပြောဆိုခြင်းဆိုတာကတော့စကားပြောဆိုရမှာကိုယ်စိတ်ထဲကနေပြီးတော့ဖြစ်ပေါ်လာတာကိုထုတ်ဖော်ပြောဆိုတာပဲဖြစ်ပါတယ်ရှင်။ပုံစံတကျပြောဆိုခြင်းကကြိုတင်ပြင်ဆင်ပြောဆိုခြင်းဆိုတဲ့ပုံစံမျိုးဖြစ်ပြီးတော့အလွတ်သဘောပြောဆိုခြင်းကကြလက်တန်းပြောဆိုတဲ့စကားမျိုးပဲဖြစ်ပါတယ်ရှင်။ပြောစကားတွေကိုရေဘူးအားဖြင့်တဦးရဲ့ပြောစကားနှစ်ဦးပြန်လည်ပြောစကားဝိုင်းခွဲပြောစကားဆိုပြီးတော့အမျိုးအစား၃မျိုးခွဲခြားနိုင်တာပဲဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါရှင်ကျမရဲ့တင်ဆက်မှုအပိုင်းလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်နောက်ထပ်အကြောင်းအရာလေးတွေကိုတော့ presenter တဦးကနေပြီးတွင်တွင်ကြဲကြဲဆက်လက်ရှင်းပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်ခုဆက်လက်ပြီးတော့ပြပြပေးသွားမှာတော့ကျမ MD16BG 10017မှဖြစ်ပါရှင်တဦးရဲ့ပြောစကားလက်ထောင်သူတဦးဒါမှမဟုတ်အများလည်းရှိနိုင်တယ်လို့မျိုးတစ်ခါတည်းမှာဆိုလို့ရှိရင်ပြောရတဲ့သူတဦးတွေကနားထောင်လို့မရှိဘဲနဲ့ပြောဆိုတဲ့အခါမျိုးတွေလည်းရှိနိုင်ပါတယ်ဒီလိုပြောစကားမျိုးကတဦးထဲမှာစိတ်ခံစားချက်ပြင်းထန်လာတဲ့အခြေအနေမျိုးတွေမှာပြောလို့ရှိပါတယ်နှစ်ဦးပြန်လည်ပြောစကား
ပြောတဲ့သူနဲ့နားထောင်သူနှစ်ဦးကြားမှာအပြန်အလှန်အလက်ယူပြီးတော့ပြောဆိုရတဲ့စကားမျိုးပဲဖြစ်ပါတယ်။လက်ရှိပြောနေတဲ့သူကနားထောင်နေတဲ့သူကိုပြန်ပြောခွင့်ရအောင်လို့အလဲပေးဖို့လည်းလိုအပ်ပါတယ်။ဝိုင်းဖွဲ့ပြောစကားပြောသူအများနဲ့နားထောင်သူအများအပြန်အလှန်ပြောဆိုရဖြစ်ပြီးတော့သုံးဦးအထက်နဲ့ပါဝင်ပြီးတော့အပေးယူမျှမျှတတအလဲယူပြောဆိုရပါမယ်။ဒီလိုမျိုးပြောဆိုမှသာစကားဝိုင်းအောင်ဆိုပြီးမှဖြစ်ပြီးတော့တဦးရဲကသာပြောနေမယ်ဆိုလို့ရှိရင်ညီငွေပဲကောင်းပါတယ်။ ဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့မြန်မာ presentation လေးကိုစိတ်ပါဝင်စားနားထောင်ပေးကြတဲ့ဒီချိန်လေးတကွအကြောင်းသားကျောင်းသူတငယ်ချင်းများအားလုံးကိုကျေးဇူးတူပင်တင်ရှိပါရရှင်နောက်ထပ် presentation လေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်တာယာပျော်ရွှင်နိုင်သောနေ့ရက်ကလေးများကိုပိုင်ဆိုင်နိုင်ကြပါစေ